เนี่ยพาเนี่ยก็วัดตาหินสาชินเนี่ยမြန်မာวัดตาหินအဲ့ဒါနဲ့วัดตาหินချက်ကြည့်မယ်မြန်မာวัดตาหินပေါ့နော်วัดตาစီပဲဆိုတော့စီကိုနည်းနည်းပဲထည့်မှာပေါ့နော်ပြီးရင်ဟိုစောက်မယ်ပြီးတော့ထောင်းလာတဲ့မြုပ်ဒီကိုထည့်မယ်ဒီလိုမျိုးဆောက်လိုက်မယ်ပေါ့နော်ဒီလိုစမင်းလုံးလေးထည့်မယ်ထည့်ပြီးတော့စီရတဲ့စားလေးနဲ့ပေါ့နော်စီရတဲ့ဝတ်သားလေးကိုထည့်မယ်ထည့်မယ်အားထည့်မယ်ဒီမှာကဘာဆုံးနေကြလဲဒီလိုတစ်ခါလည်းထည့်ရအောင်ဒီလိုမျိုးလေးပြီးတော့ဟုတ်ပြီဟုတ်တာဒီခါရတယ်နော်ဒီလိုပါဟောပါဒီပုံလေးကြည့်ရတယ်ဝတ်သားကြီးစီထွက်ပါပြီနော်စီထွက်ပြီးဆိုတော့မဆလာလေးအုပ်မယ်ဟုတ်ပြီဟုတ်ပြီနေတယ်စီလေးဝင်လာပြီနော်ဒီနဲ့ပုံလေးကိုအုပ်လိုက်မယ်ပုံလေးကိုအုပ်ပြီးတော့ဒီပိတ်လိုက်ပါမယ်ဝတ်တိုင်းလေးရပါပြီ